ပထမဆုံးအနေနဲ့မမက်ရက်ပြီးတော့လက်တွေကို90ဒီဂရီကွေးရလိုက်ပါပြီးရင်တော့လက်နှစ်ဖက်ကိုကိုယ့်ရဲ့ရှေ့ကိုရအောင်ယူလိုက်ပါလက်နှစ်ဖက်လုံးကလက်ချောင်းလေးတွေကိုတစ်ချောင်းချင်းစီချိုးလိုက်ပြီးတော့တစ်ချောင်းချင်းစီပြန်ဆက်ပေးလိုက်ရပါမယ်ပြီးရင်တော့ဇက်နဲ့လက်တွေကိုဒီလိုလေးလုပ်ပေးလိုက်ပါအဲ့ဒါဆိုရင်တော့မန်ဂါဆရာတယောက်ရဲ့သွေးပူလေးခြင်းကပြီးသွားပါပြီတာလာပါတဲ့မော်ရီယိုမျိုးလေးရဲ့မနက်ခင်းလေးတစ်ခုမှာအက်ဒီတာဆော်လီအီဇူမီနဲ့ရိုဟန်တို့ကနောက်ထပ်ရေးမဲ့မန်ဂါအကြောင်းပြောနေကြပါတယ်ဒီချက်တဲ့အကြောင်းရေးရင်ကောင်းမလားလို့ရိုဟန်ကပြောလိုက်တဲ့အချိန်မှာတောင်ဘွားရွာလေးကိုသွားပြီးတော့စံအိမ်တစ်ခုဝယ်တဲ့အကြောင်းဆိုရင်ရောလို့အီဇူမီကမေးလိုက်ပါတယ်စံအိမ်တစ်ခုဝယ်မဲ့အကြောင်းဟုတ်လားငါတောင်တွေကိုဝယ်ပြီးတော့မွဲတေနေရဆိုတာနေမသိဘူးလားမော်ရီယိုမျိုးလေးရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တောင်ဘွားရွာလေးတွေ့အောင်အီဇူမီကတွေ့ထားခဲ့တာဖြစ်ပြီးတော့အဲ့ရွာကိုသွားဖို့လမ်းမရှိတယ်လို့လက်စစ်ဝါရကျိုးလည်းမရှိပါဘူးအဲ့ရွာမှာစံအိမ်ကြီးတွေအများကြီးရှိပြီးတော့စံအိမ်ပိုင်ရှင်တွေကသွားရေးလာရေးအတွက်ဟယ်လီကော်ပတာကိုပဲသုံးကြပါတယ်အိမ်တွေကိုကြည့်ရတော့တော်တော်ဈေးကြီးမဲ့ပုံပဲလောလောဆယ်အဲ့ရွာမှာအင်တလုံးရောင်းဖို့ရှိပြီးတော့ရန်သုံးတန်းပဲပေးရမှာပါဟောတကယ်ကြီးလားဝယ်မဲ့လူကအီဇူမီဖြစ်ပြီးတော့ဘန်ကနေပတ်စံနေနဲ့ချီးလိုက်မယ်ဆိုရင်သူ့လာစာနဲ့ဝယ်နိုင်ပါတယ်အိမ်ဝယ်တာကိုလိုက်ခဲ့မယ်ဆိုရင်မန်ကဆွဲဖို့အတွက်ဇလန်းရနိုင်တာမို့လို့သူနဲ့တူလိုက်ခဲ့ပေးဖို့အီဇူမီကရိုဟန်ကိုခေါ်နေပါတယ်နေပေါင်းဝယ်မနေလားနေရဲ့ boss လားဝယ်မအီဇူမီဖြစ်ပြီးတော့ရွာလေးမှာထူးဆန်းတဲ့နောက်ခံသမိုင်းကြောင်းတစ်ခုကရှိနေပါတယ်ဒီဘိုးတို့ကတင်မောဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဖြစ်ပြီးတော့ဒီဘဲကစေဝါလုပ်ငန်းရှင်ပါဒီလူကပုံနှိပ်ဆက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီးတော့ဒီပုဂ္ဂိုလ်ကြီးက cosmetic လုပ်ငန်းရှင်ပါစုစုပေါင်း17ယောက်ရှိပြီးတော့အားလုံးကကမ္ဘာထိပ်တန်းဝင်မီလီယံနာတွေဖြစ်ကြပြီးတော့မိမရဲ့ကလေးတွေနဲ့အတူအဲ့ရွာမှာနေကြပါတယ်ဒါနဲ့ဘာလို့စံအိမ်ကဇီတာပေါ်နေရလဲဒီလူတွေအားလုံးကအရင်တော့တာမန်လက်လုပ်လက်စားတွေဖြစ်ပြီးတော့အသက်25နှစ်မှာဒီမီကိုဝယ်ခဲ့ပြီးရဲ့နောက်မှာပိုးဆိုးပတ်ဆက်တွေချမ်းသာလာပြီးတော့မီလီယံနာတွေဖြစ်လာခဲ့ကြတာပါအီဇူမီကဒီဖြစ်ကိုတိုက်ဆိုင်တာလို့မထင်မဲနဲ့သူကလည်းအသက်25နှစ်ပြည့်တော့မှာမို့လို့ကန်ကောင်းစီရဲ့မြေမှာအင်တလုံးဝင်လိုက်ရင်ချမ်းသာလာမယ်လို့ထင်နေပါတယ်ဟုတ်ပြီလေအဲ့ဒါဆိုရင်နင်တို့ရုံးမှာဟယ်လီကော်ပတာရှိလားဟယ်လီကော်ပတာမရှိတာမို့လို့ရိုဟန်နဲ့အီဇူမီတို့နှစ်ယောက်သားတောရီတောင်တွေကိုခက်ခဲဖြတ်တန်းလာခဲ့ပြီးရဲ့နောက်မှာတော့တန်းကျွဲကိုရွာနာကိုရောက်လာပါတယ်အီဇူမီကရိုဟန်ကိုပြောဖို့မေးနေရတခုရှိပါတယ်အဲ့ဒါကတော့ဒီရွာလူတွေကအမူအကျင့်တွေကိုအရင်ဂယူးဆိုင်တယ်ဆိုတာပါအမူအကျင့်မကောင်းလို့ထင်သွားရတယ်အိမ်ဝယ်လို့မရတော့မှမို့လို့ဂယူးဆိုင်ပေးဖို့အီဇူမီကရိုဟန်ကိုပြောလိုက်ပါတယ်ဘာလို့ငါလဲအိမ်ဝယ်မှာနေလေတယောက်မှနဲ့နှစ်ယောက်လောကမောင်းထုတ်ခံရမှာဖြစ်ပြီးတော့တခါတလေကျရင်ရိုဟန်ကကိုအရေးပါဆုံးလူလို့ထင်နေရလို့အီဇူမီကပြောနေပါတယ်ဘာပြောလိုက်တယ်စမ်းလုံးကြည့်အောင်အဲ့တဲ့တယောက်နေနဲ့သူများအိမ်ထဲကိုဝင်တဲ့အချိန်မှာအပေါ်အင်ကြီးကိုဘယ်နေရာမှာချွတ်ရမလဲသိလားလို့အီဇူမီကရိုဟန်ကိုမေးလိုက်ပါတယ်ပြင်ရလာတဲ့ဧည့်သည်တွေရဲ့အင်ကြီးတွေကဖုန်နေသေးတွေကက်နေမှာမလို့တကားအနာမှာချွတ်ရမှာလို့ရိုဟန်ကပြောလိုက်တဲ့အချိန်မှာအီဇူမီကသဘောကျပါပါတယ်အိမ်ထဲမဝင်ခင်မှာဟိုကောင်လေးကိုဘယ်လိုလုပ်ကြမလဲကြည့်ရတော့အပင်ပေါ်ကနေပြုတ်ကျလာတာထင်တယ်အီဇူမီကငတ်ပေါက်လေးကိုယူလာခဲ့ပြီးတော့အတိုက်ကဟိုမာလာမသိဘူးလို့ရိုဟန်ကပြောနေတဲ့အချိန်မှာနောက်ကနေတကားဖွင့်တဲ့အတန်ကိုကြားလိုက်ရပြီးတော့ကောင်လေးတယောက်ပေါ်လာပြီးတော့ရိုဟန်တို့ကိုထဲဝင်ခံလိုက်ပါတယ်အီဇူမီနဲ့ရိုဟန်တို့ကအပေါ်အင်ကြီးတွေကိုချွတ်လိုက်ကြပြီးတော့ပြန်လည်မိတ်ဆက်လိုက်ကြပြီးရဲ့နောက်မှာအိမ်ထဲကိုဝင်လာကြပါတယ်အဲ့လိုနဲ့အီဇူမီတို့ကအိမ်ထဲကိုရောက်လာကြပြီးတော့ဧည့်သည်ဖက်နှက်ချုပ်ဖို့နေရာကိုကောင်လေးကပြလိုက်တဲ့အချိန်မှာအီဇူမီကဖက်နှက်ချုပ်ပြီးတော့ပုံစံကျထားလိုက်ပြီးမဲ့ရိုဟန်ကြီးကမားနေရမလို့ပြင်ပြီးတော့ထားခံလိုက်ပါတယ်အိမ်အောင်မဲ့ပိုင်ရှင်ပုဂ္ဂိုလ်ကြီးကိုသွားခေါ်ပြီးမှမလို့ခဏထိုင်ပြီးတော့စောင်းကြပါအောင်လို့ကောင်လေးကပြောလိုက်တဲ့အချိန်မှာအီဇူမီတို့ကအခန်းထဲကိုဝင်ထိုင်လိုက်ကြပြီးတော့ရိုဟန်ပတ်ဝန်းကျင်ကိုအကဲခတ်နေပါတယ်ကောင်လေးကရိုဟန်တို့ကိုလက်ဖက်ရည်ထိုင်ပေးလိုက်ပြီးတော့သုံးဆောင်ကြပါအောင်လို့ပြောလိုက်ပြီးရဲ့နောက်မှာခန်းထဲကနေထွက်သွားပါတယ်ကြည့်ရတော့စပြီထင်တယ်ဒါငါတို့စမ်းသက်တာပဲခုချိန်မှာတယောက်ကတနေရာကနေစောင့်ကြည့်နေတော့တယ်ဒီဟာပုံစံမှန်နဲ့ဘယ်လိုတောက်မလဲဆိုတာကိုသိလားအစားတောင်းနဲ့သက်ဆိုင်တဲ့အမူအကျင့်ဖြစ်နေရမလို့အတန်မထွက်အောင်တောက်အောင်မှထင်တယ်လို့အီဇူမီကတွေးလိုက်ပြီးတော့လက်ဖက်ရည်ပကံနဲ့ခွက်ကိုကောက်ကင်လိုက်ပြီးတော့တောက်တော့မဲ့ချိန်မှာကောင်လေးကပြန်အောင်လာပြီးတော့ပုဂ္ဂိုလ်ကြီးကမတွေးချင်တော့မလို့ပြန်ပါလို့ပြောနေပါတယ်အီဇူမီကအမူအကျင့်မကောင်းတဲ့လူဖြစ်ပြီးတော့စီးမင်းသုံးခုကြီးတောင်ချိုးပေါက်လိုက်ပါတယ်ပထမတစ်ခုကအင်ရှင်ကိုစောင့်နေတဲ့ဧည့်သည်တွေကတကားနဲ့နီးရဲ့နေရာမှာပဲထိုင်ရပါမယ်ဒုတိယတစ်ခုကဒီလိုင်းလေးတွေကိုနင်းလို့မရပါဘူးစပွဲကဒူးထက်နေနေရင်ပကံပြားကိုကိုင်းစရာမလိုတဲ့အပြင်ဒီလိုကိုင်းရမယ့်ဟာကိုဒီလိုကြီးကိုင်းနေမိတာအီဇူမီရဲ့တတိယမှာပါနောက်တစ်ခေါက်ထပ်ကြိုးစားလို့ရလာလို့အီဇူမီကမေးလိုက်တဲ့အချိန်မှာပုဂ္ဂိုလ်ကြီးကိုမေးပါမယ်လို့ပြောလိုက်ပြီးတော့ကောင်လေးကအခန်းထဲကနေထွက်သွားပါတယ်ပြန်ကြားရအောင်ပါလို့ရိုဟန်ကပြောလိုက်ရမယ်အီဇူမီကဒီနေရာလေးကတကယ်ကိုချစ်ဖို့ကောင်းတဲ့နေရာလေးလို့ပြောနေတဲ့အချိန်မှာဖုန်းဝင်လာပြီးတော့ရိုဟန်အိတ်ကက်ထဲမှာရှိနေတဲ့ဘူးတွေကနေသွေးတွေထွက်လာပါတယ်ဝင်လာတဲ့ဖုန်းကအမျိုးတယောက်စီယာဖြစ်ပြီးတော့အီဇူမီရဲ့အမေနဲ့ရီစာကားမောက်ပြီးတော့သေသွားပြီဆိုတဲ့သတင်းဆိုးကြီးကိုကြားလိုက်ရပါတယ်ငှက်ပေါက်လေးထည့်ထားတဲ့ဘူးတွေကနေသွေးတွေကရှန်ချလာနေပြီးတော့အမေတို့ကသေသွားပြီဆိုပြီးအီဇူမီကငိုနေတဲ့အချိန်မှာဘူးတွေကနေအကောင်တွေထွက်လာတာကိုရိုဟန်ကတွေးလိုက်ရပါတယ်အဲ့ချိန်မှာကောင်လေးကပြန်အောင်လာပြီးတော့ပုဂ္ဂိုလ်ကြီးကထက်ချိုးစားဖို့ခွင့်ပြုလိုက်ပါတယ်လို့ပြောနေတဲ့အချိန်မှာမင်းရဲ့တကယ်သေးအောင်မှန်ကိုပြစမ်းလို့ရိုဟန်ကပြောလိုက်ပါတယ် Heaven ဆိုတော့ဒီကောင်လေးကဘာဆွမ်းမှမရှိဘူးပုဂ္ဂိုလ်ကြီးတွေအခိုင်းစီတက်တက်ပဲဘာကြီးအမှုချင်းမကောင်းတဲ့လူတွေကတခုခုကိုဆုံးရှုံးရပြီးတော့ကောင်းတဲ့လူတွေကတခုခုကိုရမယ်ပုဂ္ဂိုလ်ကြီးတွေဆိုတာတကယ်တော့တောင်ပေါ်ကနတ်ဖျားတွေဖြစ်နေတဲ့အကြောင်းရိုဟန်ကသိသွားပါတယ်အီဇူမီကစီးမင်းသုံးခုကိုချိုးပေါက်ပြီးရအောင်ထက်ချိုးစားခြင်းသေးတယ်အဲ့ဒါမကောင်းတဲ့အမှုချင်းပဲအဲ့တော့သူချစ်တဲ့အရာသုံးခုကိုဆုံးရှုံးရမယ်ဘာကြီးသူများကိုစားအုပ်ပြောင်းပြီးတော့မှတ်ညံတွေကိုဖတ်တာလည်းမကောင်းတဲ့အမှုချင်းပဲတခုဆုံးရှုံးရမယ်အဲ့ချိန်မှာအီဇူမီကရုတ်တရက်ကြီးနှလုံးတွေထားပေါက်ပြီးတော့သေတော့မလို့ဖြစ်နေပါတယ်ရိုဟန်စီးမင်းတခုကိုချိုးပေါက်လိုက်တာမလို့အီဇူမီကိုဆုံးရှုံးအောင်မှဖြစ်ပြီးတော့ထက်ချိုးစားမလားအိမ်ကိုပြန်မလားလို့ကောင်လေးကမေးနေပါတယ်ဒီလိုပုံစံနဲ့အိမ်ကိုဘယ်လိုလုပ်ပြန်လို့ရမှာလဲသူ့အတန်းကြပေးပါသူကပျော်ရွှင်တဲ့ဘဝလေးကိုပဲလိုချင်တာပါအဲ့ဒါဆိုရင်နောက်တစ်ချိန်ထက်ချိုးစားကြည့်မလားလို့ကောင်လေးကမေးလိုက်ပြီးတော့ပြောင်းမှုချပေးလိုက်ပါတယ်ပြောင်းမှုစားတဲ့အမှုချင်းကမှန်မယ်ဆိုရင်တခုကိုရမှာဖြစ်ပြီးတော့မားမယ်ဆိုရင်တော့တခုကိုဆုံးရှုံးရမှာပါကောင်လေးကဇုံးရဲ့
ဓာတ်ရဲ့တူရဲ့ချပေးထားပါတယ်ခီရှိပဲရိုဟန်ကိုထင်မသေးနဲ့လက်နဲ့စားမှာအဲ့ချိန်မှာကောင်လေးကကျမ်းမင်းဘောကလိုင်းကိုနင်းမိနေပြီလို့ရိုဟန်ကပြောလိုက်ပါတယ်မင်းကိုစာကိုပြောင်းလိုက်တဲ့အချိန်မှာတစ်ခါရဲ့ထည့်ရေးပေးလိုက်တာဒါကငါရဲ့ဆွဲ heaven ဆိုတော့ပဲကောင်လေးကလိုင်းတွေကိုမမြင်နိုင်ဘူးလို့ရိုဟန်ကရေးထားတာမို့လို့ကောင်လေးကစီးမင်းကိုဖောက်မိရပါပြီပြောင်းမှုစားတဲ့အမူကျန်မှန်သွားတာမို့လို့အီဇူမီကပြန်ကောင်းသွားပါတယ်ရိုဟန်ရမယ့်တစ်ခုကိုအီဇူမီဆုံးရှုံးသွားတွေကိုပြန်ပေးလိုက်လို့ပြောလိုက်တဲ့အချိန်မှာဒါကချိတာပဲနတ်ဖျားတွေစိတ်ဆိုးကြလိုက်မယ်ထက်ကြိုးစားမလားအိမ်ပြန်မလားလို့ကောင်လေးကမေးနေပါတယ်သူတို့စိတ်ဆိုးရဲ့ပုံမပေါက်ပါဘူးဒါမဲ့ငါပြန်ပြီဘယ်တော့မှပြန်မလာဘူးအဲ့တော့မှတော့အရာအားလုံးကပုံမှန်ပြန်ဖြစ်သွားပြီးတော့ငှက်ပေါက်လေးကလည်းတက်ရှင်နေရရိုဟန်ကတွေးလိုက်ရပါတယ်အဲ့ဒါနဲ့ငါလည်းငှက်ပေါက်လေးကိုအတိုက်ထဲကိုပြန်ထည့်ပေးခဲ့လိုက်တာပေါ့တကယ်တော့အီဇူမီအမေရဲ့ကားကနည်းနည်းပဲတိုက်မိသွားတာဖြစ်ပြီးတော့စိုးရင်လုံသွားတဲ့အမျိုးကအကြီးကြီးပြောမိလိုက်တာပါရိုဟန်ဆန်စီအမန်ကဆွဲဖို့ခန်းလူနေရဆိုရင်ကျွန်တော်အိမ်မှာလာနေလေအခန်းလူတွေအများကြီးပဲဟုတ်ပြီလေအခုရဆိုမင်းဖေရဲ့အကြောင်းကလည်းငါစိတ်ဝင်စားတယ်ဟုတ်လားအဲ့ဒါဆိုရင်ဒီနေ့ပဲပြောင်းလာခဲ့လိုက်တော့ဒါမဲ့တော်ပါပြီဟာဗျာအဲ့လိုနဲ့ရိုဟန်ပုံပြောနေတဲ့ episode 3ကဒီမှာပဲပြီးသွားပါတယ်နောက်ထပ်လာမယ့် episode မှာတော့ဂျင်းဆော့ပြီးတော့ကြောင်သွားတဲ့ဘဲတပွေအကြောင်းတွေ့ရမှာပါကြီးစုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်